Okay ကျောင်းသားလုံးမင်္ဂလာဆရာအရှိဗီဒီယိုမှာဆိုလို့ရှိရင်တော့ duotone effect နဲ့ပတ်သက်ပြီးတော့ငါတို့အလုပ်လေးလုပ်ခဲ့ပြီပေါ့နော်ဆိုတော့ duotone effect မှာဆိုလို့ရှိရင်ဆရာတို့က grayscale ကိုအရင်ဆုံးပြောင်းရတယ်အဲ့လိုပြောင်းရတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ဒီပုံရဲ့ image မှာ grayscale ရဲ့ effect ဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်ငါတို့စာရီပါရေးတဲ့အခါမှာလည်းဘာဖြစ်သွားလဲဆိုလို့ရှိရင်ဆရာတို့ကဘာဖြစ်သွားလဲ grayscale နဲ့ပဲအလုပ်လုပ်လို့ရတော့တယ်ဘာပါလားအဲ့တော့ grayscale ရဲ့ဟလာဆရာတို့အဖြူရှိမယ်ပြီးပြီဆိုလို့ရှိရင်အမဲရှိမယ်ကြားထဲမှာ gray ရှိမယ်ဟုတ်ပြီနော်ကြတော့ငါတို့လင်းမလားမှောက်မလားလောက်ပဲလုပ်လို့ရတယ်ကွယ်ကျန်တဲ့အရောင်တွေပါဘာညာကွိကွာဘာမှသွားပြီးတော့ပြောင်းလို့မရအောင်ဟုတ်ပါနော်ဒီသဘောပေါ့ကြတော့ဆရာတို့ကဒီတစ်ခေါက်မှဆိုလို့ရှိရင်ဒါလိုမျိုးရောင်ပြေးတွေကိုပဲနောက်ထပ်တစ်မျိုးအနေနဲ့ဘယ်လိုပုံစံမျိုးသွားလို့ရလဲဆိုတာကိုဆက်ပြီးတော့ပြောသွားမယ်ဆိုတော့အဲ့ဒီအကောင်ဒီဘာလဲဆိုလို့ရှိရင် gradient ဖြစ်ပါတယ်ကျောင်းသားတို့ငါတို့ဒီတစ်ခေါက်ဗီဒီယိုမှာဆိုလို့ရှိရင် gradient နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစပြီးတော့ပြောပြပြီးဟုတ်ပါနော်အရှိမဆိုလို့ရှိရင်လည်း gradient map နဲ့ပတ်သက်ပြီးဆရာတို့သွားခဲ့တယ်အခုဆိုလို့ရှိရင်လည်း duotone effect အခုဆိုရင်ငါတို့ gradient နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့လာပြန်ပြီဟုတ်ပြီလားအဲ့တော့ဒီတစ်ခေါက် gradient ကြတော့ငါတို့စိတ်ကြိုက် customize လုပ်လို့ရတဲ့ gradient ပုံစံမျိုးဖြစ်တယ်ဆိုလိုချင်တာတစ်ခုကတော့ဒီထိတ်ကနေပြီးတော့ whole out ထိကိုဘလို့ gradient လေးပြေးခြင်းလဲဘလို့ရောင်ပြေးလေးသွားခြင်းလဲဆိုတာမျိုးဖန်တီးတဲ့ gradient မျိုးပေါ့ပို့ပြီးတော့မိုက်ပါတယ်ပို့ပြီးတော့ကောင်းပါတယ်ကြတော့ဆရာတို့စလိုက်ကြမယ်ဆိုတော့လက်ရှိငါတို့မြင်နေရတဲ့ဟလာဒီ workspace panel ကြီးမှာဒီနေရာမှာ toolbox ဆိုတာရှိမယ်ဆိုတော့လက်ရှိငါတို့ gradient ကို shortcut key တွေ G နဲ့ယူရတယ်ဟုတ်ပြီနော်ကျောင်းသားတွေအနေနဲ့ gradient မတွေ့ဘူးဆိုလို့ရှိရင်လောလောဆယ် paint bucket 2ဒီနေရာမှာတွေ့လားဆေးပုံးပုံစံလေးဆရာ zoom ချဲ့ပြပေးထားတယ်အဲ့ဒီ paint bucket 2က right click ထောက်လိုက်ရင်သူ့ဘေးနားမှာ gradient ဆိုတဲ့ဟာလေးပါထပ်ပေါ်တယ်ဟုတ်ပြီနော်အဲ့တော့2022 version လောက်က paint bucket 2ရဲ့အောက်မှာနောက်ထပ်2တစ်ခုထပ်ရှိသေးတယ်2026မှာတော့ပါမလာတော့ဘူးပေါ့အဲ့တော့ဒီမှာဆိုရင် gradient 2ကိုဆရာတို့ယူလိုက်မယ်သူ့ရဲ့ shortcut key တွေG ဖြစ်ပါတယ်ဆိုတော့ gradient 2ကိုဆရာတို့တစ်ချက်နှိပ်လိုက်မယ်ဟောဒါဆိုလို့ရှိရင်ရောင်ပြေးလေးစပြီးတော့ဝင်လာပြီပေါ့ဒါပေမဲ့ဒီနေရာမှာကိုက customize လုပ်ပြီးတော့သွားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကိုကဒါမျိုးဆွဲတော့မှပဲရောင်ပြေးရဖြစ်တာအဲ့လိုမျိုးမဆွဲမချင်းရောင်ပြေးမဖြစ်ဘူးဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာចောင်းသားတွေကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပြပေးထားမယ်စစချင်းမှာဆရာတို့ကဒီနေရာမှာငါတို့ option box တစ်ချက်ကြည့်လိုက်ဆရာတို့ဘာ2ကိုယူထားလဲ gradient 2ကိုယူထားတယ်သူ့ဘေးနားမှာ gradient ဆိုတာရှိတယ်သူ့အောက်မှာ classic gradient ဆိုတာရှိတယ်ဟုတ်ပြီနော်ငါတို့ gradient ယူထားတဲ့အချိန်မှာဘေးနား gradient box ကိုနှိပ်တဲ့အခါဆရာတို့ကဒီဘေးနားမှာကြိုက်သလိုသွားပြီးတော့ပြောင်းလို့ရတယ်ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် classic gradient မှာဆရာပြပေးမယ်လက်ရှိ gradient ယူထားရနော် classic gradient ပြောင်းလိုက်ပြီဆိုတော့သူ့ဘေးနားက box ကိုတစ်ခါနှိပ်လိုက်တဲ့အခါမှာဒါမျိုး gradient editor ဆိုတဲ့ box လေးထပ်ပြီးတော့ကြာလာတယ်ဒီ panel မှာဆိုလို့ရှိရင် gradient နဲ့ပတ်သက်တဲ့ effect တွေအကုန်လုံးကိုဆရာတို့ကစိတ်ကြိုက် customize တေချာလေးလုပ်လို့ရတယ်ဟုတ်ပြီနော် Yodana gradient ဆိုတဲ့ဟာမှာကြတော့ကဆရာတို့က8 box ကိုနှိပ်လို့ရှိရင်panel တော့ကြာလာပါရဲ့ဒါပေမဲ့ sauna ပုံစံမျိုးနဲ့မတူဘူးကွာဘာပေါ့လားဆိုတော့ကငါတို့က classic gradient နဲ့မှာသွားပြီးတော့အလုပ်လုပ်တာများတယ်အဲ့တော့ classic gradient နဲ့ gradient နဲ့ကိုဘယ်လိုပုံစံမျိုးမျှသုံးရမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုမှာတစ်ဖန်ဆက်ပြီးတော့ပြပြပေးသွားမယ်ဒီတစ်ခေါက်မှာတော့ဆရာတို့က classic gradient လေးနဲ့ပဲစတင်ပြီးတော့အလုပ်လုပ်ကြမယ်ပေါ့ right အဲ့တော့ let's go အဲ့တော့ငါတို့ classic gradient ကိုယူထားတယ်အဲ့တော့တစ်ဆက်တည်းမှာပဲဆရာတို့ကြိုက်တဲ့ color တွေကိုဒီနေရာမှာ gradient editor တွေကိုရွေးချယ်လို့ရတယ်ဟုတ်ပြီနော် gradient editor ပေါ်လာဖို့အတွက်ဘာလို့ရလဲပြောပြပေးပြီအဲ့တော့ဒီ box ကိုဆရာတို့တစ်ချက်ဒါမှမဟုတ်နှစ်ချက်နှိပ်လိုက်တဲ့အခါမှာ gradient editor panel လေးကြာလာလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ဆရာတို့ကဒီ box ထဲမှာဆိုလို့ရှိရင်စောနာငါတို့မြင်ခဲ့တဲ့အတိုင်းပဲ basic ဆိုတဲ့ကောင်တွေပါမယ်အဖြူအမဲ themes တွေရှိမယ်ပြီးရင် blue ရှိမယ်ဟုတ်ပြီနော်ဒါရောင်မြေးတွေအများကြီးပဲအဲ့တော့ဒါတွေနဲ့တော်တော်လေးလုံလောက်တယ်လို့ဆို purple တွေရှိမယ် red ရှိမယ် pink ရှိမယ်and then orange ရှိမယ်ဒါမျိုးလေးတွေပေါ့ဥပမာဆိုပါစို့ဆရာဒီနေရာမှာ orange တစ်ခုကိုယူလိုက်တယ်ကျောင်းသားတွေလက်ရှိမြင်နေရတဲ့အတိုင်းပဲဒီကောင်ကြီးဒီ mid tone ရဲ့အလုံးလုံးပုံအတိုင်းပဲဆိုပေမဲ့ gradient မှာကြတော့က gradient မှာကြတော့ကအဲ့လို flow မျိုးကပြောင်းပြန်ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ solution တစ်ခုကတစ်ဖက်က shadow တစ်ဖက်က highlight ဆိုပြီးတော့တီးတန့်အတိတကြားကြီးမရှိတော့ဘဲနဲ့ဒီဘက်ကို highlight ထားလိုက်ရတယ်ဟိုဘက်ကို shadow ထားလိုက်ရကြိုက်သလိုကြောင်းသားတွေထားပြီးတော့ပုံရဲ့အခြေအနေကိုပြေးချင်တဲ့ရောင်ပြေးပေါ်မူတည်ပြီးတော့ဆရာတို့ကပြောင်းလဲလို့ရသွားပြီဒါတော်တော်လေးမိုက်တဲ့အနေထားမဟုတ်လို့ရှိရင်ဟာကြောင်းသားတွေကငါတို့က shadow သွားမလို့ highlight သွားမလို့ဒီလိုပုံစံမျိုးတွေနဲ့အသေးတွေလိုက်မှတ်နေနိုင်တယ်ဒီ gradient မှာဆိုလို့ရှိရင်ဟလာပြောင်းလဲမှုလေးတွေကစတင်ပြီးတော့ဖြစ်ပေါ်သွားတယ်ဟုတ်ပြီနော်ငါတို့ gradient map ကြောင်းတိုင်းမှတ်မိမယ်ထင်တယ်ဒီနေရာမှာဆရာတို့ gradient map နဲ့အလုပ်လုပ်ခဲ့ဘူးသေးတယ်အဲ့တော့ဒီမှာ property spot ဆင်းမှာဆိုရင်ဒီဘက်ကဟလာ shadow
ဒီဘက်က highlight ဆိုပြီးတော့သွားတယ်သူ့ကိုပြောင်းပြန်လုပ်ထားအခုဆိုရင်ပြောင်းပြန်ဖြစ်နေလားအဲ့တော့ဒီဘက်က highlight ဒီဘက်က shadow ဟုတ်ပြီနော်အဲ့တော့ gradient map ကသွားတဲ့ flow ပုံစံမျိုးပဲကိုဘယ်နေရာမှာ highlight ထားမလဲကိုဘယ်နေရာမှာ shadow ထားမလဲအပေါ်မူတည်ပြီးတော့ဒီ layer mid point လေးတွေလိုက်ပြီးတော့အလုပ်လုပ်တယ် right အဲ့တော့လောလောဆယ်မှာဆရာတို့ကဒီဘက်ဘယ်ဘက်အချက်မှာဘာရှိနေလဲဆိုလို့ရှိရင် highlight ရှိနေတယ်တစ်ဖက်အချက်မှာ shadow ရှိနေတယ်ဆိုတော့ကဆရာတို့ဒီဘက်မှာဟလာထုံးစံတိုင်းငါတို့သင်ခဲ့ရတဲ့အတိုင်းတစ်ဖက်မှာ shadow ရှိနေတဲ့အခါမှာဆရာတို့ကဘယ်ဘက်ကိုရွှေ့ရင် highlight ဖြစ်ပြီးတော့ဘယ်ဘက်ကိုရွှေ့ရင် highlight ဖြစ်ပြီးတော့ညာဘက်ကိုရွှေ့ရင် shadow ဖြစ်တယ်လို့ဆရာတို့ပြောခဲ့တယ်။ဟောအဲ့ဒါကိုပြောင်းပြန်လုပ်လိုက်တော့ဘာဖြစ်သွားလဲ။အဲ့တော့ဒီနေရာမှာကျောင်းသားတစ်ချက်ကြည့်လိုက်။အဲ့တော့ဒီကောင်ဆရာတို့ကပြောင်းပြန်လုပ်လိုက်တဲ့အခါမှာဘယ်ဘက်ကိုရွှေ့လို့ရှိရင်ဘယ်ဘက်ကိုရွှေ့လို့ရှိရင်ဆရာတို့ shadow ဖြစ်သွားပြီးတော့ညာဘက်ကိုရွှေ့လို့ရှိရင်ဆရာတို့ဘာဖြစ်သွားလဲ highlight ဖြစ်သွားတယ်။ဒီလိုပုံစံမျိုးလေးပြောင်းပြန်အနေထားဖြစ်တယ်ဆိုတော့ကျောင်းသားတွေဟလာတေချာလေးနားလည်သဘောပေါက်ဖို့လိုအပ်တယ်။ဘာဖြစ်လို့ဒီ mid point လေးကိုတေချာလေး point ထိအောင်လုပ်နော်။ point မထိလို့ရှိရင်အဲ့မှာ mid တုံးမှာ point တွေတခြား point တွေထပ်ပြီးပေါ်လာလိမ့်မယ်။ Okay နော်ဒါတော့ gradient map နဲ့ပတ်သက်ပြီးတော့ဆရာထပ်ပြီးတော့ပြပြပေးတာကျောင်းသားတွေပို့ပြီးတော့နားလည်သွားအောင်ဇက်ရည်လေသွားအောင်လို့ပေါ့နော်။ကြတော့ဟုတ်ပြီဆရာတို့ဒီနေရာမှာဟလာ classic gradient မှာဒီ gradient editor panel လေးကိုဆရာတို့ခေါ်လိုက်ပြီးတော့စောနာကငါတို့ဗာလဲ orange ဒီ orange ကိုတစ်ချက်နှိပ်ပြီးတော့ okay နှိပ်လိုက်လို့ရတယ် okay မနှိပ်ခင်မှာဆရာတို့ကဒီအလဲက point လေးတွေကိုလည်းကြိုက်လို့ကစားလို့ရပါတယ် right လောလောဆယ်ဒီဘက်ချမ်းမှာရှိနေတာဒီအနုတစ်ဖက်ချမ်းမှာရှိနေတာဒီအရင်ဆိုတော့တစ်ဖက်က highlight ဘက်ကြပြီးတော့တစ်ဖက်က shadow ဘက်ကြမယ်ဆိုတော့ပြောင်းပြန်ဖြစ်နေရတွေ့လားပြောင်းပြန်ဖြစ်နေတဲ့အချိန်မှာဒီကောင်ကိုဆရာတို့ကဘယ်ဘက်ကိုရွှေ့တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ shadow ဖြစ်ပြီးတော့ညာဘက်ကိုရွှေ့တယ်ဆိုတော့ဆရာတို့ဟလာအနုကများသွားတာဖြစ်တဲ့ကြောင့် highlight ဘက်သွားမယ်ဒီလိုပုံစံမျိုးလေးပေါ့ဟုတ်ပြီနော်အနုရင်အလင်းအမှောင်ဒါမျိုးလေးတွေကိုကျောင်းသားတွေအနေနဲ့သတိထားပြီးတော့ကစားဖို့လိုရမယ်ဘောပေါက်တယ်နော်ကြတော့ဟုတ်ပြီဆရာတို့ဒီနေရာမှာကြိုက်တဲ့ point တွေကိုလည်းကြိုက်သလို customize လုပ်ပြီးတော့ရောင်မြေးတွေထပ်ထည့်ခြင်းလည်းရပါတယ်အဲ့တော့ဒီနေရာမှာဆရာတို့ကဟလာအဖြူလေးထားမယ်ဆိုပါစို့ဒီနေရာမှာဆရာတို့ကနည်းနည်းလေးနက်တဲ့ကောင်လေးသွားမယ်ဆိုပါစို့ဒီကောင်လေးကိုကြတော့ဆရာတို့ကနည်းနည်းလေးဟလာဘယ်လိုခေါ်မလဲတခြား color လေးကွာထည့်လိုက်တယ်ဆိုပါစို့ဒီလိုပုံစံမျိုးလေးတွေလည်းကျောင်းသားတွေက customize လုပ်လို့ရပါတယ်ဟုတ်ပြီနော်ဒီနေရာမှာ point တွေပါတွေကတော့ကိုယ်စိတ်ကြိုက်ကစားပေါ့အဆင်ပြေသလိုကစားပေါ့တယ်မလားဟုတ်ပြီနော်ဒါဆောနာကကျောင်းသားတွေကို gradient map နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဇက်ရည်လေးအောင်ပြပြပေးတာဟုတ်ပြီနော်တကယ်တမ်းကိုကြိုက်တဲ့အကြောင်းတွေကိုဒီနေရာမှာထည့်အနုအချင်းလေးတော့သတိထားဘာလို့သတိထားခံလဲဆိုလို့ရှိရင် point တွေကစားတဲ့အခါမှာကိုကအနုဘက်သွားနေတာလား shadow ဘက်ပိုများနေတာလား highlight ဘက်ပိုများနေတာလားမသိဖြစ်မှာဆိုလို့ဆရာဒီပြန်ပြီးတော့ပြပြပေးခြင်းဖြစ်တယ်ပြန်နှွှေးပေးခြင်းဖြစ်တယ်ဟုတ်ပြီနော်ကြတော့ okay ဆရာတို့ဒီအပေါ်မှာဒီ color တက်စားလို့ရှိရင်ဆရာအမြဲတမ်းပြောနေတဲ့ပန်းခရမ်းဆိုတဲ့ကောင်လေးကတော့မိုက်တယ်ကွာဒီကောင်လေးပေါ့နည်းနည်းလေး deep ပိုဖြစ်တဲ့ကောင်လေးပေါ့ဆရာတို့ဒီနေရာမှာ pink ကနေလေသွားရွေးလို့ရတယ်ဆိုပေမဲ့ဒီနေရာမှာတော့ pink ကတော့နည်းနည်းလေး color နုနေတာဖြစ်တဲ့ကြောင့် a little bit deep ဖြစ်တဲ့color မျိုးကိုရွေးချယ်ခြင်းတယ်ပေါ့နော်ဆိုတော့ကဆရာတို့ကဒီနေရာမှာပန်းခရမ်းလေးရွေးချယ်ပြီးတော့ကြိုက်တဲ့အနေထားမျိုးကြပြီဆိုလို့ရှိရင်တော့ဆရာတို့ okay တစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကျောင်းသားတွေကိုသတိထားမြအချက်လေးလေဆရာပြပြပေးမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ငါတို့ဒီနေရာမှာမနော် lock ခတ်ထားတာဘာကြီးဖြုတ်လိုက်တယ်ဆရာတို့ဒီနေရာမှာ classic gradient နဲ့ဟာလာဒီထိတ်ကနေဒီအောက်ထိဆွဲလိုက်ရင်ဒါမျိုး gradient effect လေးဝင်သွားတယ်နည်းနည်းတူတူလေးဆွဲမယ်ဆိုရင်တော့ခတ်တူတူလေးဖြစ်သွားမယ်အဲ့တော့အရှိကြီးဆွဲမယ်ဆိုရင်တော့အရှိကြီးဖြစ်သွားမယ်ဘောပေါက်လားကိုက gradient မှာဆက်ချင်းရှိနေတဲ့ color ကိုကြည့်လိုက်ပန်းရောင်ကနေစရှိနေတာတွေ့လားကိုစပြီးတော့ point ထောက်တဲ့နေရာဒီအဲ့ဒါပန်းရောင်ကနေစပြီးတော့ gradient ဖြစ်မဲ့ကောင်ဟုတ်ပြီနော် point ဆုံးတဲ့ကောင်ဒီခရမ်းရောင်အဲ့တော့ဘယ်ဘက်ဒီစမှတ်ညာဘက်ဒီဆုံးမှတ်ဒီလိုပုံစံမျိုးနဲ့ဆရာတို့က gradient ကိုမှတ်သားထားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့က gradient ကိုဒါမျိုးလေးဆွဲလိုက်တယ်ဆိုပါတော့အများကြီးမဆွဲဘူးအလေတဝက်နည်းနည်းကြော်လောက်ပဲဒီလောက်နေထားလိုက်ရတယ်တစ်ဆက်တည်းမှာပဲဆရာတို့ကဒီဘက်ဘေးနားမှာ gradient မှာ diamond shape တွေဘာတွေလဲရှိတယ်အဝိုင်းတွေလည်းရှိတယ်လောဆယ်ဆရာရွေးချယ်ထားတာဒီအဝိုင်းလေးပေါ့လိုမျိုးအဝိုင်းလေးပေါ့ဟုတ်ပြီနော်အဲ့တော့ဒါမျိုးခတ်ဝိုင်းဝိုင်းလေးပေါ့ကွာနောက်ထပ်တစ်ခုကကြတော့ဆရာတို့ဟလာညင်းပုံစံဒါမျိုးဘယ်လိုခေါ်မလဲ angle ကိုဖြတ်တဲ့ပုံစံမျိုးလေးဒီကောင်တွေကတော့အတုံးနေတယ်ဒီကောင်လည်းအတုံးနေတယ်ဒါကတော့ line ပုံစံမျိုးလေးပေါ့နော် line လေးပေါ့ဒီကောင်ကကြတော့ diamond shape လေးပေါ့ဟုတ်ပြီနော်အတုံးများတာဒီပထမဆုံးဟာနဲ့ဒုတိယတစ်ခုနဲ့ဟုတ်ပြီနော်တာမန်ငါတို့ normally သွားတဲ့ gradient ရယ်ငါတို့အဝိုင်းပုံစံသွားတဲ့ gradient ရယ်အဲဒီကောင်လေးပဲဆရာတို့သုံးလေးရှိတယ်ဟုတ်ပြီနော်နာမည်လေးသိကျင်တော့သူ့နေရာမှာ pointer လေးနည်းနည်းကြာလေးထောက်တာပေါ့နာမည်လေးပေါ်လာလိုက်မယ်လောဆယ်ဆရာမထောက်တော့ဘူး okay အခုအချိန်မှာဆိုလို့ရှိရင်တော့ငါတို့ဒီနေရာမှာ gradient ကိုအပေါ်ကနေအောက်ထိကိုဆွဲလိုက်မယ်ဗျာ okay very nice အဲ့တော့ပြီးပြီဆိုလို့ရှိရင်ကျောင်းသားတွေသတိထားပြီးကြည့်လိုက်ပါဒီနေရာမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ပုံကလုံးဝပျောက်သွားတာ
ဆိုတော့ကျောင်းသားတွေလောက်ရမှာဒီ gradient effect နဲ့ငါတို့က gradient တွေကို customize စိတ်ကြိုက်ဖန်တီးတော့မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲ layer တစ်ခုမဖြစ်မနေခေါ်ရမှာဖြစ်ပါဟုတ်ပြီနော်ဆိုတော့ငါတို့တွေ customize လုပ်ဖို့အတွက် layer တစ်ခုကိုခေါ်လိုက်မယ်တစ်ဆက်တည်းမှာပဲ log ကိုဖြုတ်ထားမယ်အပေါ်မှာ layer တစ်ခုခေါ်ပြီးတော့အဲ့ဒီ layer ကိုဆရာတို့က gradient လို့နာမည်ပေးလိုက်မှာဖြစ်ပါOkay gradient လို့နာမည်ပေးပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ကဒီနေရာမှာစတင်ပြီးတော့ gradient effect လေးကိုစထည့်မယ်အဲ့တော့ဒါမျိုးလေးပေါ့ဟုတ်ပြီနော်ကွာနည်းနည်းများနေတယ်ပန်းရောင်ကနည်းနည်းများတယ်မကြိုက်ဘူးဆရာကြီးဆိုရင်ရှော့ပေါ့ဘောပေါက်လားအဲ့တော့ဒီနေရာမှာဆရာတို့ကအလုံးလေးနဲ့လုံမယ်ပေါ့နော်ခက်လုံးလေးနဲ့သွားလိုက်မယ်โอเคအလုံးပုံစံမျိုးလေးနဲ့သွားမယ်ဘာလို့ဆိုတော့နည်းနည်းဒါမျိုး avoid ပုံစံမျိုးလေးပို့ပြီးလိုချင်လို့ပေါ့နော်โอเคဒီလောက်နည်းနည်းများသွားမယ်ထင်တယ်ဒီလောက်ဆိုရင်တော့ရပါပြီ Okay very nice အဲ့တော့ဒီလိုအနေထားမျိုးမှာကျောင်းသားတွေကိုတဖန်ပြန်လဲပြီးတော့မိတ်ဆက်ပေးခြင်းတဲ့ကောင်ဒီဘာလဲဆိုတော့လေးရောဆရာပြင်ဆွဲထုတ်လိုက်မယ် Okay အဲ့ဒီကောင်ကဘာလဲဆိုလို့ရှိရင်ဆရာတို့ blending mode လို့ခေါ်တဲ့ကောင်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ blending mode ရဲ့အလုပ်လုပ်ပုံဒီဆရာတို့ဒီ opacity ရဲ့ဘေးနားမှာ normal ဆိုတာကျောင်းသားတွေမြင်နေရလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီကောင်ဒီ blending mode ဖြစ်တယ်အဲ့တော့ color တွေကို blend လုပ်လိုက်တာပေါ့အဲ့ဘယ်လိုပုံစံမျိုး blend လုပ်မလဲအလင်းအမှောင်ဘယ်လိုကစားမလဲဆိုတဲ့ကောင်တွေကိုသိရဖို့အတွက်ဆရာတို့က blending mode ရဲ့မြားလေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာ option လေးတွေထပ်ပြီးတော့ကြာလာပါတယ် right အဲ့တော့ကျောင်းသားတွေတေချာမြင်အောင်လို့အပေါ်ဘက်ကိုနည်းနည်းလေးတိုးမယ်သူ့အောက်မှာဆိုလို့ရှိရင်လည်းဆရာတို့တခြားသောဟာတွေထပ်ရှိတယ်တွေ့အဲ့တော့လောလောဆယ်ဆရာတို့ blending mode ဒီ normal ဖြစ်ပါတယ်အောက်မှာ dissolve ဆိုတာရှိတယ်ပြီးရင် darken ဆိုတာရှိတယ်ဟော color တွေပြောင်းသွားတာကိုကျောင်းသားတွေသတိထားကြည့်နော် multiply ရှိတယ် color band ရှိတယ် linear band ရှိတယ် darker color ရှိတယ်ဆိုတော့ကျောင်းသားတွေကိုမိတ်ဆက်ပေးခြင်းနဲ့နောက်ထပ်တစ်ခုက darken နေပြီးတော့ darker color ဆိုတာဒီအမှောင်ဘက်ချမ်းကိုကိုစားပြုပါတယ်ဟုတ်ပြီနော်သူ့အောက်မှာ lighter ကနေပြီးတော့ lighter color အထိကအလင်းဘက်ချမ်းကိုကိုစားပြုပါတယ်ဘောပေါက်လားပြီးပြီဆိုလို့ရှိရင် overlay ကနေပြီးတော့ငါတို့ hard mix အထိကကြတော့ဆရာတို့ဒီကိုရွေးချယ်ထားတဲ့ color ရဲ့ဆိုပြေမှုတုံးနေတစ်ခုချင်းစီတိုင်းကိုကိုစားပြုတယ်ဆိုလိုချင်တာတစ်ခုက RGB ပေါ့ကွာအဲ့ဒီကောင်တွေကိုဆရာတို့က overlay ဆိုတာတော့အပြင်းဆုံးလေးပေါ့ဟုတ်လားသူ့ထက်ပြင်းတဲ့ကောင်တွေလည်းအောက်မှာရှိပါသေးတယ်ဒါပေမဲ့ overlay ကတော့တော်တော်လေးပြင်းတဲ့တဲမှာသူကဘယ်လိုခေါ်မလဲပို့ပြီးတော့ဆူဆူပြပြလေးနဲ့မိုက်တာပေါ့ကွာဆိုလိုချင်တာတစ်ခုကတော့ဘာပေါ့လဲပြီးရင် overlay ရှိမယ် soft light ရှိမယ်ပြီးရင် hard light ရှိမယ် vivid light ရှိမယ်ကွာ vivid color လေးတွေတွားခြင်းတယ်ဆိုလို့ရှိရင် vivid light ကိုရွေးချယ် linear light ရှိမယ် pin light ရှိမယ်and then hard mix ရှိမယ်အောက်မှာဆိုလို့ရှိရင်လည်းတခြားသော color တွေကိုလည်းဆရာတို့ရွေးချယ်လို့ရတယ်ဒီမှာဆိုရင်ဒါလေးလည်းမှိုက်တယ်လားအစိမ်းအောင်လေးဖြစ်သွားအစိမ်းအောင်လေးပါလာတာပေါ့နော်ဒါပေမဲ့သူ့ဘက်အချမ်းကကောင်တွေကတော့ဆရာရွေးချယ်တာကနည်းနည်းတော့ရှားပါတယ်โอเคဒါမျိုးလေးတွေပေါ့ဒီကောင်လေးလည်းမိုက်တယ်မစိုးဘူးနော်ဒါလေးလည်းမိုက်တယ်ဆိုတော့ blending option နဲ့ပတ်သက်ပြီးတော့လောလောဆယ်ဗီဒီယိုမှာတော့ဆရာတို့ generally လေးပဲသွားအောင်မယ်ရေပုံရဆန်ဆန်လေးပဲဆရာပြောပေးသွားအောင်မယ်ဟုတ်ပြီနော်အဲ့တော့ဒီ blending option နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကကြတော့နောက်ထပ်ဗီဒီယိုမှာထည့်ပြီးတော့ပြောပေးသွားမယ်ဟုတ်ပြီနော်လောလောဆယ်ဆရာတို့ကတိထားမှဒီလာ darken color lighten color ပြီးရင် overlay အချမ်းပေါ့နော်โอเคအယောင်ဆိုပြမှုပိုင်းကိုဒီကောင်တွေကတော်တော်လေးဟလာထိန်းညှိပေးတယ်လောဆယ်ဆရာတို့ကဘာရွေးမလဲဆိုတော့ lighten color က screen ကိုရွေးချယ်ထားမယ်ခက်လင်းလေးပေါ့အဲ့တော့ဆရာတို့ screen ကိုဘာလုပ်မလဲရွေးချယ်လိုက်တယ်โอเคဒါမျိုးလေးရပြီဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးရတဲ့အခြေအနေမှာဆရာတို့က gradient ကိုလည်း adjust လုပ်လို့ရပါတယ်ဒီအလုံးနည်းနည်းလေးကြီးမလားများမလားဒီလိုပုံစံမျိုးပေါ့ဒါတော်တော်လေးမိုက်တဲ့အနေအထားမျိုးပေါ့ကျောင်းသားတို့ရေ right အဲ့တော့ဆရာတို့ကဒီ gradient layer အပေါ်တင်မှမဟုတ်ဘူး gradient layer ရဲ့အပေါ်ပုံတင်လို့ရှိရင်လေအဲ့ဒီ effect ကဝင်နိုင်တာပဲတွေ့လားကိုလူတို့ရှည်လေမိုက်တယ်နော်လုံးဝရှည်ဒါပေမဲ့ normally များသောအားဖြင့်ဆရာတို့ဟလာရေပေါ်အပြင်ကတော့ဆရာတို့ကဘာလုပ်လဲ gradient ကိုပုံရဲ့အပေါ်မှာပဲများသောအားဖြင့်တင်လေးရှိပါတယ်ဒါကြောင့်ဆရာဒီ gradient ကိုပဲပုံရဲ့အပေါ်မှာပဲထားမယ်မိုက်တယ်နော်ကိုလူတို့ဒါကတော့ classic gradient ဖြစ်ပါတယ်ဟုတ်ပြီနော်တခြားသော gradient နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းနောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြပေးသွားအောင်မယ်ဒီမှာဆိုလို့ရှိရင်လည်းငါတို့ gradient ကိုတခြားသော option တွေငါတို့ထပ်ပြီးတော့ရွေးချယ်လို့ရသေးတယ်အဲ့တော့ဆရာတို့ gradient editor ကိုတစ်ချက်ဖွင့်ချလိုက်မယ်အဲ့တော့တစ်ဆက်တည်းမှာပဲဒီနေရာမှာ basic score blue blue တွေပါလဲရွေးချယ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကိုယ်စိတ်ကြိုက်ပေါ့လားကိုယ်စိတ်ကြိုက် color တွေပဲဒီနေရာမှာတော့ဟုတ်ပြီနော်ကျောင်းသားတွေကဘယ်လို color မျိုးတွေရွေးချယ်ခြင်းတလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ပဲ gradient တွေကိုကစားသွားassignment မလုပ်ရသေးပါဘူးတော့တဲ့ဘာ assignment မှမရှိသေးဘူး gradient နဲ့ပတ်သက်ပြီးတော့ဟုတ်ပြီနော်ကဲတော့ဒီနေရာမှာ blue ရွေးမလား purple ရွေးမလား pink ရွေးမလား red ရွေးမလားကြိုက်တဲ့ကောင်ရွေးလို့ရတယ်ဆရာဒီနေရာမှာ red ကိုမှဒီကောင်လေးဒါလေးမိုက်တယ်ပေါ့
အဲ့တော့သူ့ကိုဆရာတို့ရွေးလိုက်တယ်ပြီးရင်ဒါလေးလဲ fine ရယ်ဟုတ်ပြီနော်ဒါလေးလဲတော်တော်လေး fine ပါတယ်အဲ့တော့ okay နောက်ထပ်ဗီဒီယိုမှာဆရာတို့က brush နဲ့ပတ်သက်ပြီးတော့ gradient လုပ်လို့ရတယ်ဆိုတော့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောပေးသွားမယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒါကတော့ gradient introduction video ဖြစ်တဲ့အတွက်ကြောင့်ဟလာအရင်တော့မရှိသေးဘူးဟုတ်ပြီနော်ကျောင်းသားတို့ဒီနေရာမှာကျောင်းသားနားလည်ရမယ့် point လေးတွေကိုဆရာပြပြပေးပြီးသွားပြီအဲ့ဒါလေးတွေကိုတေချာလေးနှုတ်မှတ်ထားနောက်ပိုင်းကျလို့ရှိရင်ပို့ပြီးတော့အသုံးဝင်လာပါလိမ့်မယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်